ဒီအသက်ကက်ကြီးနဲ့ထူးထူးခြားခြားစဉ်းစားတတ်တဲ့သိပ္ပံပညာရှင်ကြီးကလက်ကဘာပေါ်ကိုတွားနိုင်လိမ့်မယ်လို့ထင်နေခဲ့တာဒါကြောင့်သူကလူတစ်ယောက်ကိုလက်ကဘာပေါ်ကိုလွတ်လိုက်ဖို့အတွက်ပြင်ဆင်နေခဲ့တယ်သူ့ရဲ့လက်ထောက်ကိုခိုင်ခန့်တဲ့တတူအုပ်ထုပ်ကိုစောင်းပေးလိုက်ပြီးတော့မီတာထောင်ချီရှည်ရတဲ့အောက်ဆီဂျင်ပိုက်နဲ့ချိတ်ဆက်ပေးလိုက်တယ်ပြီးတော့အဲ့ဒီကိုရောက်ရင်ဘလို့တက်ရှုရမလဲဆိုတာကိုတေချာရှင်းပြပေးနေတာပေါ့အဲ့ဒီနောက်သူ့ရဲ့အိမ်ကူကိုလည်းအေယာမကြောက်တုံးပစ္စက်ကြီးကိုစွမ်းအားအပြည့်တင်ခိုင်းထားလိုက်တယ်အားလုံးပြင်ဆင်ပြီးတော့သူ့လက်ထောက်ကကြောက်တုံးပစ္စက်ပေါ်လဲတက်လိုက်ရောသူ့ရဲ့အိမ်ကူကမောင်းကိုဆွဲဖြုတ်ပစ်လိုက်တယ်လက်ထောက်ကလျှက်စီးလိုအရှိန်နဲ့ကောင်းကင်ကိုပြန်တက်သွားပြီးတော့စက္ကန့်ပိုင်းတွင်းမှာပဲအာကာသထဲကိုပျောက်ကွယ်သွားရောဒါပေမဲ့သူတို့ပြန်ဆွဲယူလိုက်တော့အေးဆက်ပြီးအသက်မဲ့နေတဲ့အလောင်းကိုပဲမြေပြင်ပေါ်မှာပြန်ရှာတွေ့ခဲ့ရတယ်သူ့ရဲ့ရှုံးနိမ့်မှုကိုမြင်တော့အဖိုးကြီးကအယူတယောက်လိုပဲမချေမနှက်ဖြစ်နေခဲ့တယ်ဒါပေမဲ့သူကလွယ်လွယ်နဲ့အရှုံးမပေးတတ်ဘူးဗျတယောက်ပြီးတယောက်ထက်လွတ်တင်ပစ်တာခုဆိုလက်ထောက်86ယောက်ကိုကောင်းကင်ကိုပြစ်လွတ်လိုက်ပြီးနေပြီဒါပေမဲ့တယောက်မှလက်ကိုမရောက်သေးဘူးနောက်ဆုံးတော့သူကဒီတစ်ခါတော့ပြီးပြည့်စုံတဲ့လိုအပ်ချက်အားလုံးကိုတေချာတွက်ချက်မယ်လို့ပြောလိုက်တယ်အားလုံးပြင်ဆင်ပြီးတော့သူကိုယ်တိုင်စမ်းသပ်ဖို့ဆုံးဖြတ်ထားလိုက်တယ်သူကအုတ်ထုတ်ဆောင်အောက်ဆီဂျင်ပိုက်တွေနဲ့ချိတ်ထားလိုက်ပြီးတော့တခုခုမှရင်သွားခဲ့ရင်လည်းအစင်သင့်ဖြစ်အောင်သူ့ခါမှာလုံခြုံရေးခါပတ်တွေပါတက်ဆင်ထားလိုက်တယ်ဒီနောက်ယုံကြည်ချက်အပြည့်နဲ့ပဲစက်ပေါ်လဲချလိုက်တာပဲအားလုံးပြင်ဆင်ပြီးတော့အိမ်ကူကမောင်းကိုရိုက်ချလိုက်ပြန်တယ်ဒီတစ်ခါအဖိုးကြီးအလှဲ့မှာတော့အရင်ကထပ်ပိုပြီးမြ мян ဆန်ဆန်ပဲထွက်လာခဲ့တယ်ဘေးကင်းရေးခါပတ်ကိုမိမ့်လေးမြင်ရလိုက်ပြီးတော့သူကကပလေတို့အပြင်ဘက်ကိုဖြင်းချင်းစွာဖြတ်တန်းလာနိုင်ခဲ့ပြီးတော့တစ်ပတ်လောက်ကြာတော့သူ့အိမ်မက်တွေတကယ်ဖြစ်လာတယ်ဗျသူတကယ်ပဲလက်ပေါ်ကိုရောက်လာတာသူ့ခြေထောက်ကလှမျက်နှာပြင်ကိုထိလိုက်တာနဲ့တေချာကြည့်လိုက်တော့သူ့လက်ထောက်ဟောင်းတွေရဲ့အလောင်းတွေကိုတွေးလိုက်ရတယ်သူတို့လက်ပေါ်ကိုရောက်သွားခဲ့ကြပေမဲ့ပြန်လန်းမရှိဖြစ်သွားကြတာပဲဒီအချိန်မှာပဲအဖိုးကြီးရဲ့လုံခြုံရေးကျူးကရုတ်တရက်သူ့ကိုပြန်ဆွဲခေါ်တာခံလိုက်ရပြီးတော့သူကကဘာမြေပေါ်ကိုအသက်ရှင်လျက်ပြန်လဲဆင်းသက်လာနိုင်ခဲ့တယ်ဒါပေမဲ့မကြခင်မှာပဲရဲရရှိတယောက်ရောက်လာပြီးတော့သူ့ရဲ့ဇန်တက်မှုမှာလက်ထောက်86ရောက်တိတိတေဆုံးသွားတာကြောင့်သူ့ကိုထောင်ချဖို့အတွက်ဖမ်းဆီးလိုက်တယ်